အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြန်လည် sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ YouTube ပေါ်ကနေပြီးတော့မှပတ်စံရှာနေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေပေါ့နော် YouTube channel မှာဗီဒီယိုတင်တဲ့အခါမှာပေါ့နော်စနစ်တကျဘယ်လိုတင်ရမလဲဆိုတာဒီနည်းလမ်းလေးကိုအစအဆုံး sharing လုပ်ပေးသွားပါမယ်တကယ်လို့ကျွန်တော်ရဲ့မိတ်ဆွေကပေါ့နော်ကိုယ့်ရဲ့ YouTube channel မှာဗီဒီယိုကိုစနစ်တကျတင်ချင်တယ်ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါအရင်ဆုံးကပေါ့နော်ကျွန်တော်တို့ကကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ YouTube Studio ဆိုတဲ့ software လေးကိုအရင်ဆုံးရှာပေးရမယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ဖုန်းထဲမှာပေါ့နော် YouTube Studio ဆိုတာရှိလားမရှိဘူးလားပေါ့နော်ဒီ software ပါတကယ်လို့မရှိသေးဘူးဆိုရင်ပေါ့နော်ဒီ software ကို Play Store ကနေပြီးတော့မှအလွယ်တကူ download လုပ်ရတယ်ပေါ့နော်အဲ့လို Play Store မှာ download ပြီးတော့မှဒီ software မှာ login တွေဝင်ပေးရတယ်ပေါ့နော်အဲဆိုတော့ကျွန်တော်မှာတော့ဒါရှိပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ကတော့အဲ့ဒါကတော့မပြတော့ဘူးပေါ့နော်ဆိုတော့ဒီ software လေးရှိတယ်ဆိုရင်အဲ့ဒီနေရာကိုအရင်ဆုံးဝင်ပေးပါโอเคဒါကတော့ကျွန်တော်ရဲ့ channel ပေါ့နော်ခုလိုမျိုးပေါ့နော်ဒီနေရာလေးရောက်လာတယ်ဆိုရင်ကျွန်တော်တို့ကဘယ်နေရာနဲ့မလဲဆိုရင်ဒီမှာအပေါ်မှာအပေါင်းလေးရှိတယ်နော်ဒီမှာအပေါ်မှာနော်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်ပေးပါโอเคခုလိုမျိုးပေါ့နော်ဒီနေရာလေးရောက်လာတယ်ဆိုရင်ပေါ့နော်ခုမှဗီဒီယိုတွေအများပေါ်လာလိမ့်မယ်ပေါ့နော်ဆိုတော့အခုကျွန်တော်တင်မဲ့ကျွန်တော်တို့တင်မဲ့ဗီဒီယိုကဘေးဗီဒီယိုလေးပေါ့နော်အခုရဲ့ဗီဒီယိုကိုရှာပေးပါပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီအပေါ်ဆုံးကတစ်ခုကိုပဲကျွန်တော်ပြပေးမယ်ပေါ့နော်โอเคပြီးလို့ရှိရင်တော့ဒီမှာ dance ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးပါโอเคပြီးလို့ရှိရင်တော့ကျွန်တော်တို့ကအရင်ဆုံးကဘာလုပ်ပေးရမလဲဆိုရင်ဒီမှာ cover ထည့်ပေးရမယ်ပေါ့နော်ဒီဗီဒီယိုကဘယ်လိုမျိုးအကြောင်းအရာလေးပေါ့နော်ဒါဆိုတော့ကျွန်တော်တို့ကဒီမှာတပနိုင်ပေါ့နော်တပနိုင်ကိုအရင်ဆုံးထည့်ပေးရမယ်တပနိုင်ထည့်ဖို့ဆိုရင်ခုနကျွန်တော် nick လိုက်တဲ့ educator လေးကို nick ပေးပေါ့နော်ဆိုရခဏလေးနော်ကျွန်တော်ဒီမှာပေါ့နော်ဒီမှာ cover ထည့်ဖို့ဆိုရင်ဒီမှာ educator လေးရှိတယ်နော် educator လေးကိုတစ်ချက် nick ပေးပါโอเคနေလို့ပြီးသွားပြီဆိုရင်ပေါ့နော်ဒီမှာကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ cover ကိုရှာပေးလိုက်ပေါ့နော်ကိုကဘေး cover လေးပေါ့နော်ဒီအကြောင်းအရာလေးပေါ့နော်ဆိုတော့ကျွန်တော်မှတော့ဒါပေါ့နော်ကျွန်တော်ဒါနဲ့ပြပေးမယ်โอเคအဲ့ဒီနေရာကိုအခုလိုမျိုးနေလို့ပြီးသွားပြီဆိုရင်ပေါ့နော်ဒီမှာအောက်မှာ dance ဆိုတာရှိတယ်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်ပေးပါโอเคပြီးလို့ရှိရင်တော့အပေါ်မှာ dance ဆိုတာရှိတယ်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်ပေးပါโอเคခုလိုမျိုးပေါ့နော် cover လေးတွေထည့်လို့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်ပေးရမလဲဆိုရင်ဒီမှာခေါင်းစဉ်ရေးပေးရမယ်ပေါ့နော်ဆိုတော့ဒါကဘယ်လိုမျိုးအကြောင်းအရာလဲဆိုတာရေးပေးရမယ်ဆိုတော့အဲ့နေရာလေးကိုနှိပ်လိုက်လို့ရှာအခုလိုမျိုးပေါ်လာမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီမှာရေးလို့ရပါပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာ pass ပဲကျွန်တော်ချလိုက်မယ်ကျွန်တော်မှတော့ရေးပြီးသားရှိတယ်ပေါ့နော်โอเคအခုလိုမျိုးပေါ့နော်ကိုက title လေးတွေအကောင့်စလေးတွေရေးလို့ပြီးသွားပြီဆိုရင်ပေါ့နော်ဒီမှာback ကိုတစ်ချက်နှိပ်လိုက်နော်โอเคဆိုတော့ဒီနေရာမှာကျွန်တော်တို့ကဒီမှာ show move ကိုပေါ့နော်ဒီနေရာလေးကိုတစ်ချက်နှိပ်ပေးရပါပေါ့နော်โอเคဒီနေရာမှာကကျွန်တော်နည်းနည်းပြပေးမယ်ပေါ့နော်ဆိုတော့ဒီမှာအချက်လေးတွေရှိတယ်ပေါ့နော်ဒါတွေကိုကျွန်တော်တို့ကလုပ်ပေးရမယ်ပေါ့နော်ဆိုတော့ဒီနေရာကအရင်ဆုံးတစ်ချက်နှိပ်လိုက်ပေါ့နော်โอเคဒီနေရာမှာကကျွန်တော်တို့ကဒီ no ကိုရွေးပေးလိုက်ပေါ့နော်ဒါရွေးရတဲ့အကြောင်းရင်းကဘာလဲဆိုရင်ကျွန်တော်တို့ကဒီဗီဒီယိုကဒီကလေးတွေအတွေ့လာပေါ့နော်အသက်16နှစ်ရဲ့အောက်တွေအတွေ့လာပေါ့နော်ကလေးတွေအတွေ့ဆိုရင် yes ကိုရွေးပေးလိုက်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကအခုတင်တာကကလေးတွေအတွေ့မဟုတ်ဘူးပေါ့နော်ဒါလူကြီးတဲ့အတွေ့ပဲတင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့က no ကိုရွေးပေးရတယ်ဆိုတော့ဒီကိုတစ်ချက်ပြန်လိုက်ပါနောက်တစ်ချက်ကဘာလဲဆိုရင်ဒီမှာ description ပေါ့နော် description ကိုတစ်ချက်နှိပ်ပေးပါโอเคပြီးလို့ရှိရင်တော့ဒီမှာအပေါ်မှာရေးခဲ့တဲ့စာကိုပဲဒီမှာကျွန်တော်တို့က copy ချလို့ရတယ်ပေါ့နော်ဆိုတော့ဒီမှာ share လေးတွေပါခံမထည့်သွားမယ်ဆိုလေးရတယ်ပေါ့နော်ဆိုတော့တစ်ခုနှစ်ခုထည့်ပေးလိုက်ပေါ့နော်YouTube ပြီးလို့ရှိရင်Facebook ကျွန်တော်တို့ဒီလိုပဲရေးလိုက်မှာပေါ့နော်โอเคခုလိုမျိုးဒီလို share လေးတွေပေါ့နော် hashtag လေးတွေခံပြီးသွားပြီဆိုရင် back ကိုတစ်ချက်ပြန်လိုက်ပါโอเคပြီးလို့ရှိရင်တော့နောက်တစ်ချက်ကဗျာလေးဆိုlocation တွေကတော့ထားလိုက်တော့ဒါတွေကရေးမကြည့်တော့ okay ဒီနေရာပါပေါ့နော်ဒီမှာဒေါ်လာပုံလေးနဲ့ဒါတော့ mix တွေမှာတော့ channel အောင်ပြီးသားဆိုတော့အခုလိုမျိုးပေါ်လိမ့်မယ်ပေါ့နော်မအောင်သေးတဲ့လူကတော့မပေါ်ပေါ့နော်ဆိုတော့အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်ပေးပါဒါတော့အောင်ပြီးသားလို့ပေါ့နော်ဆိုတော့ဒီနေရာမှာတစ်ချက်ကြည့်ပေးပါဒီနေရာမှာဒေါ်လာကတော့ off နေတယ်ပေါ့နော် off နေတယ်ဆိုဖွင့်ပေးပါပေါ့နော်ကျွန်တော်တို့ကဒေါ်လာယူမှာဖြစ်တဲ့အတွက်ပေါ့နော်ဆိုတော့ဆိုတော့ off နေတယ်ဆိုပေါ့နော်ဖွင့်ပေးဖို့ကအဲ့ဒီနေရာလေးကိုဒီလိုအရင်ဆုံးတစ်ချက်နှိပ်လိုက်ပါပြီးလို့ရှိရင်ဒီမှာ select ဆိုတာပေါ်လာတယ်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါโอเคပြီးလို့ရှိရင်တော့ဒီမှာပေါ့နော်အောက်မှာ off ဒါနဲ့ on ဒါနဲ့ပေါ့နော်ဆိုတော့ကျွန်တော်တို့က on ကိုပဲထားပေးလိုက်ပေါ့နော်โอเคပြီးလို့ရှိရင်တော့ကျွန်တော်တို့က back နဲ့တစ်ချက်ပြန်လိုက်ပြီးလို့ရှိရင်တော့ back နဲ့တစ်ချက်ပြန်လိုက်ပေါ့နော်ဆိုတော့နောက်တစ်ချက်ကပါလဲဆိုဒီမှာနောက်ဆုံးတစ်ချက်ကျန်နေပေါ့နော်ဆိုတော့အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်ပေးပါပြီးလို့ရှိရင်တော့ဒီမှာကဒီအပေါ်ဆုံးကတစ်ခုအရေးကြီးတယ်ပေါ့နော်ဒီအောက်ကဟာတွေကအဲ့လိုအရေးမကြီးဘူးပေါ့နော်ဆိုတော့ကျွန်တော်အရေးကြီးတဲ့အပိုင်းတွေကိုပဲကျွန်တော်ပြပေးမယ်ပေါ့နော်ဆိုတော့ AI အပေါ်ဆုံးကတစ်ခု
ရွေးပေးပါโอเคဒီနေရာမှာတော့ကျွန်တော်တို့ကရွေးပေးရမယ်ပေါ့နော်အခုဗီဒီယိုက AI နဲ့လုပ်ထားတဲ့ဗီဒီယိုလားဒါမှမဟုတ်ကျွန်တော်တို့ကကိုယ့်အကိုဖန်တီးထားတဲ့ဗီဒီယိုလားပေါ့နော် AI နဲ့လုပ်ထားတဲ့ဗီဒီယိုဆိုရင် yes ကိုရွေးပေးပါတကယ်လို့ AI မပါဘူးเนาะကိုယ့်အကိုပဲလုပ်ထားတဲ့ဗီဒီယိုဆိုရင်တော့ဒီမှာ no ကိုရွေးပေးလိုက်ပါเนาะကျွန်တော်ကတော့ no ကိုပဲကျွန်တော်ရွေးတယ်ဘာဖြစ်လို့လဲဆိုတော့ဒါကျွန်တော်ကကိုယ့်အကိုလုပ်ထားတဲ့ဗီဒီယိုမလို့ပေါ့เนาะ okay ပြီးလို့ရှိရင်တော့ဒီမှာback ကိုတစ်ချက်ပြန်လိုက်ပြီးလို့ရှိရင်တော့နောက်တစ်ချက်ပြန်လိုက်ပါเนาะ okay အကုန်လုံးပြီးသွားပြီပေါ့เนาะဆိုတော့okay ကျွန်တော်ဒီမှာအပေါ်မှာတစ်ခုကြံခဲ့တယ်ပေါ့เนาะဒီမှာ public ဆိုတဲ့နေရာလေးကိုအရင်ဆုံးတစ်ချက်နေကြည့်ပေါ့เนาะ okay ကျွန်တော်ရဲ့ mix ကပေါ့เนาะအခုတခါလေးတင်မယ်ဆိုရင်ဒီမှာ public ကိုရွေးပေါ့เนาะအခုမတင်သေးဘူးပေါ့เนาะနောက်မှပြန်ပြီးတော့မှဖွင့်ပေးမယ်ဆိုရင်ဒီအောက်ကတစ်ခုနဲ့ဒီနောက်ဆုံးကတစ်ခုကိုရွေးပေးလို့ရတယ်ပေါ့เนาะဆိုတော့ကျွန်တော်ကတော့အခုတခါလေးမတင်သေးဘူးပေါ့เนาะနောက်မှကျွန်တော်ဖွင့်ပေးမယ်ဆိုတော့ဒီအလေးကတစ်ခုကိုကျွန်တော်ရွေးလိုက်မယ် okay ပြီးလို့ရှိရင်တော့ back ကိုတစ်ချက်ပြန်လိုက် okay အခုလိုမျိုးပေါ့เนาะအကုန်လုံးလုပ်ပြီးသွားပြီဆိုရင်ဒီ upload ဆိုတဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်ပေးပါ okay ဒါဆိုတော့ကျွန်တော်တို့ကဒီကိုယ့်ရဲ့ YouTube channel မှာပေါ့เนาะဗီဒီယိုတင်တာအောင်မြင်သွားပြီပေါ့เนาะကဲဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေလည်းပေါ့เนาะကိုမှ YouTube channel ရှိတယ်ကိုက YouTube ပေါ်ကနေပတ်စံလေးရှာနေတယ်ဆိုရင်ပေါ့เนาะဗီဒီယိုကစနစ်တကျမတင်တတ်သေးဘူးဆိုရင်ပေါ့เนาะအခုကျွန်တော်ပြပေးတဲ့နည်းအတိုင်းပေါ့เนาะဗီဒီယိုကိုအခုလိုမျိုးစနစ်တကျတင်လို့ရပါတယ်ကဲဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေလည်းအားလုံးနားလည်မယ်လို့မျှော်လင့်ပါတယ်တကယ်လို့ဒီဗီဒီယိုကိုကြည့်တဲ့အခါမှာပေါ့เนาะနားမလည်တာများရှိတယ်ဆိုရင်လည်းဗီဒီယိုရဲ့ comment အောက်မှာမှန်ပေးခဲ့ပါ